ရှူသံတွေကြမှာကောင်းဆုံးလမ်းကလေးရွေးလျှောက်ဖို့ရန်မသေးကြပါဒီခီတနေ့တစ်ချိန်ချီချော်ခဲ့ရင်ကိုကတွေ့ပေးမဲ့သူလို့